အားလုံးပဲမင်္ဂလာပါပီကီမူပီကိတ် channel ကနေကြိုဆိုပါရစေဒီနေ့မှာတော့ဝေဘက်လာပိုင်း3ကိုတင်ဆက်ပေးမှာပါအစမှာတော့ရန်ုံတို့သားမီးနှစ်ယောက်အိမ်ပြောင်းလာကြပါတယ်ကိုရေးချက်လက်ရဲ့မိသားစုဝင်အရေးအတွက်ကိုဖြည့်ဖို့အတွက်ရန်ုံတယောက်စိတ်ညစ်နေခဲ့ပါတယ်အဲ့ဒီချိန်မှာဟီဝွန်ကသူ့အမေဟာ NIS ကဝန်ထမ်းလို့အရင်နှစ်ကဖြည့်ခဲ့တော့အတန်းမိုင်ဆရာမတော်ဘာမှမမေးတော့ကြောင်းပြောနေတာကိုရန်ုံတယောက်ကြည့်ပြီးပြုံးနေခဲ့ပါတယ်ရန်ုံလည်းသူ့အမေအရင်တုန်းကဆွဲထားတဲ့ပကြီးကိုလွတ်မဲ့လုံနေတော့ဟီဝွန်ကပကြီးကလှလို့ချီကျူးပါတော့တယ်အဲ့ဒါနဲ့ဟီဝွန်တို့စားတော့ဆိုင်မှာရန်ုံအမေကိုပကြီးဖွင့်မဲ့ပုံစံမျိုးလုပ်ပေးနေကြပါတယ်ဟီဝွန်အဖေလည်းဟီဝွန်ကိုတတိစာမှာဟိုချစ်တီချစ်မဆွဲဖို့နဲ့ရန်ုံအမေလိုမျိုးခမိုက်မိုက်ဆွဲဖို့ဆိုပါတယ်ရန်ုံအမေကတော့ဟီဝွန်ဆွဲထားတဲ့ပုံတွေလည်းပါရမီပါပြီးလူတိုင်းမဆွဲနိုင်ကြောင်းနဲ့ဟီဝွန်ကိုအားမလျှော့ဖို့အတွက်အားပေးစကားပြောခဲ့ပါတယ်နောက်နေ့ကျတော့ဟီဝွန်တယောက်ရန်ုံအမေလှုပ်စင်းတာကိုစောင့်နေပြီးဆရာမလို့ခေါ်ကသူ့ကိုပကြီးဆွဲတင်ပေးဖို့ဆိုပါတယ်ရန်ုံလည်းသူ့တပုတ်တန်လိုက်ရှာရင်ပကြီးဆွဲတင်တဲ့နေရာမှာတွေ့သွားတော့တပုတ်တန်ကိုယူကသွားတိုက်စင်းညစ်ဖို့လုပ်တဲ့အခါပြုတ်ကျသွားလို့အော်ခံလိုက်ရပါတော့တယ်နောက်နေ့ကျောင်းသားချိန်ကျတော့ဟီဝွန်ကနိုင်ရီကျနေလို့လက်နဲ့တုတ်တဲ့အခါလက်မဆေးတွေပင်နေတာကိုတွေးလိုက်ရပါတယ်အဲ့ဒီချိန်မှာရန်ုံလက်တန်းနေတော့ဟီဝွန်တယောက်လက်ထိုးထည့်လိုက်တဲ့အခါရန်ုံတယောက်စိတ်ညစ်သွားပါတယ်အဲ့လိုနဲ့နောက်နေ့ကျတော့လေနှစ်ယောက်သားအတန်းတူတူထပ်ကြပြီးညဘက်မှာဟီဝွန်တယောက်တူတူဆဆနဲ့ပကြီးဆွဲတင်နေခဲ့ပါတယ်အဲ့လိုနဲ့ဧပြီဖူးနေ့ပြန်ရောက်လာပြီးဟီဝွန်ကိုကြည့်လိုက်တော့ကြောမှာရောက်လာရင်နှိုးဆိုပြီးစားကတ်ထားလို့နှိုးတဲ့အခါဟီဝွန်တို့စားနောက်ထားတဲ့အညာမိသွားပါတယ်အဲ့လိုနဲ့ညရောက်တော့သူ့မိကရန်ုံကိုဟီဝွန်ပုံဆွဲဖို့အတွက်ဦးညီခိုင်းมาတော့တယ်အဲ့လိုနဲ့ရန်ုံတယောက်ဟီဝွန်ကိုခဏခဏကြည့်နေတော့ဟီဝွန်လည်းအာယုံမဆိုင်နိုင်လို့တခြားနေရာကိုကြည့်ဖို့ဆိုပါတယ်ခဏနေတော့ဟီဝွန်တယောက်လက်ကဆွဲရခလိုက်တာလို့ပြောတော့ရန်ုံလည်းကိုင်းရတာလက်ကချွေထွက်လို့ပူတယ်ဆိုပြီးတကားထားဖွင့်มาတော့တယ်အဲ့လိုနဲ့နှစ်ယောက်သားရန်နာမှာရက်နေရင်ကြဲကြွေတယ်ဆိုပြီးဟီဝွန်တယောက်ရန်ုံကိုပြပါတော့တယ်ရန်ုံလည်းကြဲကြွေတာမဟုတ်ပဲတရုံးတွေဖြစ်နိုင်ကြောင်းအရင်ကနေခဲ့ဘူးတဲ့နေရာမှာကျဲတွေအများကြီးမြင်မှုပေမဲ့ကြဲကြွေတာတော့တခါမှမမြင်မှုကြောင်းဆိုပါတယ်ဟီဝွန်လည်းကြဲကြွေတာအတူတူကြည့်ရရင်ရိုမန်ဆန်မှာပဲလို့ပြောပြီးမှတငယ်ချင်းတွေနဲ့အတူတူဆိုပြီးရှက်ကိုရှက်ကန်နဲ့ထပ်ပြောလိုက်ပါတယ်ရန်ုံလည်းနှစ်ယောက်ထဲကြည့်ရင်လည်းကောင်းမှာပဲလို့ပြောပြီးမှနှစ်ယောက်သားရှက်ကိုရှက်ကန်နဲ့စမိစရာတွေပြောနေကြပါတယ်ရန်ုံအမေလည်းစားကြဝယ်ပြီးပြန်ရောက်လာတော့ဟီဝွန်တယောက်ရှက်ပြီးပြန်သွားပါတော့တယ်အိမ်ပြန်ရောက်တော့ဟီဝွန်တယောက်ရန်ုံစီကိုဖွင့်ပြောဖို့ပြင်ဆင်နေခဲ့ပါတယ်အဲ့လိုနဲ့လက်ရှိဘွားကိုပြန်ရောက်သွားပြီးရန်ုံတယောက်ငြိမ်ငြိမ်လေးနေတဲ့ဟီဝွန်ကိုကြည့်ပြီးအားမလို့အားမရနဲ့ပွားစီပြောကကျောင်းကဘာအဖွဲ့တဲ့ဝင်ထားလဲမေးပါတယ်ဟီဝွန်လည်းဘာမှမဝင်ထားကြောင်းထပ်မမေးဖို့ဆိုပါတယ်ရန်ုံလည်းတန်းပြပြီးအရင်လိုလက်ထက်မလားလို့မျှော်လင့်နေပေမဲ့ဟီဝွန်ကဘာမှမလုပ်တော့ရန်ုံတယောက်ဘာလို့ဒီလောက်တောင်ပြင်းစရာကောင်းနေရလဲဆိုပြီးမေးပါတော့တယ်ဟီဝွန်လည်းလှုပ်ချင်တဲ့ဆန္ဒရှိရဆိုပြီးဘာလို့ကျောင်းကိုခေါ်လာလဲမေးတော့ရန်ုံလည်းကျောင်းမှာနှုတ်ဆက်ဖို့လူမရှိဘူးလားမေးတဲ့အခါမရှိဘူးလို့អော်လိုက်တော့လူတွေဝိုင်းကြည့်ပါတော့တယ်အဲ့ဒီအချိန်မှာလူတယောက်နဲ့တိုက်မိပြီးပစ္စည်းတွေပြန်ထည့်ပေးကအဲ့ဒီကောင်မလေးလည်းဟီဝွန်ကိုတန်းတူတူတက်ဖူးတယ်ပြောကနာမည်မေးလိုက်ပါတယ်ပြီးတော့သူ့ဘာသူပြန်ထားပြီးသွားပေမဲ့ပစ္စည်းတွေကထပ်ပြုတ်ကြနေလို့ဟီဝွန်တယောက်ကူတယ်ပေးပါတော့တယ်အဲ့ဒီကောင်မလေးလည်းဟီဝွန်ကိုထမင်းတူတူစားဖို့ခေါ်တော့ဟီဝွန်ကပြန်ရတော့မယ်လို့ဆိုပါတယ်အဲ့ဒီချိန်မှာရန်ုံကအဲ့တယောက်နာမည်ရောသိရလားလို့မေးတော့အဲ့ဒီကောင်မလေးကဟီဝွန်ကိုသူ့ကိုယ်သူဟိုရောင်းဝန်းဆိုပြီးမိတ်ဆက်ပါတော့တယ်ဟီဝွန်ကသွားတော့မယ်ပြောပေမဲ့ရောင်းဝန်းကတော့ခလေးတွေလည်းလာတော့မှမို့လို့နှုတ်ဆက်ပြီးမှသွားဖို့ဆိုပါတယ်ရန်ုံတယောက်လည်းဟိုကြည့်ကြည့်လုံနေခဲ့ပါတယ်ဟီဝွန်လည်းအတန်းရှိတယ်ပြောတော့ရောင်းဝန်းကပွဲတော်ရှိလို့ပိတ်ထားကြောင်းဆိုပါတယ်ပြီးတော့တငယ်ချင်းတွေပွဲတော်အတွက်ပြင်ဆင်ထားတာဆိုပြီးပြနေခဲ့ပါတယ်အဲ့ဒီချိန်မှာရန်ုံကလည်းစကားတွေပြောနေတော့ဟီဝွန်တယောက်နှစ်ယောက်ကြားအခက်တွေ့နေရပါတယ်အဲ့လိုကနေဆွဲထားတဲ့ဟာတွေပြိုကျကုန်ပြီးဆေးတွေလည်းပေကုန်တဲ့အချိန်တငယ်ချင်းတွေလည်းရောက်လာခဲ့ပါတယ်တငယ်ချင်းတွေလည်းပေနေတဲ့ဆေးတွေကိုတုံနေရပြီးဟီဝွန်လည်းအားနာလာတော့ဆေးတွေနဲ့တုတ်တဲ့အခါလူတွေလည်းဘာလို့နေရလဲဆိုပြီးအံ့ဩနေကြပါတယ်တငယ်ချင်းတွေလည်းကူညီပေးလို့ကျေးဇူးတင်ကြောင်းပြောပြီးဘွဲဘယ်လိုယူမှလဲမေးတော့ဟီဝွန်ကကိစ္စလေးရှိလို့ဆိုပြီးပြန်ဖြေလိုက်ပါတယ်သူတို့မေဂျာရဲ့ပကြီးကိုတွေ့ပြီးတခြားမေဂျာကသူတွေကလည်းအကူညီလာတောင်းတော့ဟီဝွန်တယောက်ဆွဲပေးနေရပါတော့တယ်ပြီးတော့တငယ်ချင်းတွေနဲ့စကားစမိပြောကြပါတယ်ညဘက်ရောက်တော့စီနီယာရောင်ရုံကဌာနကပွဲတွေကိုမကြလာဖို့ဆိုပါတယ်ဟီဝွန်လည်းရန်ုံကိုကြည့်ကသူတယောက်တည်းပြောရတာခက်ခဲကြောင်းဆိုပါတယ်ရောင်ရုံလည်းဘွဲအတွက်အကူညီလိုရင်ပြောဖို့ဆိုပါတယ်ရန်ုံတယောက်ဘုတ်ပြကစားနေတာကိုကြည့်ပြီးပြုံးနေခဲ့ပါတယ်ပြီးတော့အရင်ကသူတို့ပုံရိုက်ခဲ့တာတွေပုံရိုက်ရင်နှစ်ယောက်သားကြည့်ဆုံမိတာတွေလေးယောက်သားရှောက်လည်နေကြတာတွေရှိခဲ့ပါတယ်အဲ့လိုနဲ့အေးတော့ဖို့ပြောတော့ဟုံးစော့ကဟီဝွန်နဲ့ထဲကြောင်ရဲ့အကြိုက်ကိုတီးနေခဲ့ပါတယ်အဲ့ဒါနဲ့ရန်ုံလည်းဟုံးစော့ကိုနှစ်ယောက်သားလိုက်တယ်ပြောတော့ဟုံးစော့လည်းသူတို့နှစ်ယောက်ပုံလေးကိုအသေးပုံဝိုင်းနာကိုထုတ်ပြရင်ကူညီဖို့ဆိုပါတယ်ရန်ုံလည်းအဲ့ကြောင့်မှကြိုက်နေတဲ့သူကဟီဝွန်ဆိုတာတီးလိုက်ရပါတယ်ဟုံးစော့လည်းဟီဝွန်ကမီရှူမီပန်းဖောက်ချင်တာတတိထားမိလို့ဝယ်ရမယ်လို့ပြောနေတော့ရန်ုံတယောက်ကြောင်တောင်ဖြစ်နေခဲ့ပါတယ်အဲ့လိုနဲ့နောက်နေ့ကျတော့နှစ်ယောက်သားအတူဂိမ်းဆော့ပေမဲ့ဟုံးစော့ပဲရှုံးနေခဲ့ပါတယ်နောက်နေ့ကျတော့ရန်ုံကိုတွေ့တာနဲ့ဟုံးစော့လည်းလှမ်းခေါ်ပြီးနောက်တစ်ပွဲထပ်ဆော့ဖို့ဆိုပါတယ်နောက်တစ်ပွဲထပ်
က်ဆော့တော့လဲဟုံးစော့ပဲရှုံးနေခဲ့ပါတယ်နောက်နေ့တွေမှာလည်းဘောပြထက်ကစားနေပြီးဟီဝွန်းကိုကြည့်ရင်နှစ်ယောက်သားပြုံးနေတော့ဟုံးစော့လဲဟီဝွန်းနဲ့အတူအပြင်သွားမယ်လို့ဆိုပါတယ်အဲ့လိုနဲ့လေးယောက်သားပျော်ရွှင်ရွှင်ဆော့ကစားနေကြပါတယ်အိမ်ပြန်ရောက်တော့သူ့အမေကအဝတ်တွေထုံနေတာတွေ့ပြီးရောင်ကအိမ်ထပ်ပြောင်းမလို့လားမေးတော့သူ့အမေလည်းမပြောင်းဘူးလို့ဆိုကဘာလို့အလို့ထင်တာလဲလို့မေးလိုက်ပါတယ်ရောင်လည်းအိမ်ထပ်မပြောင်းကျင်တော့ကြောင်းပြောတော့သူ့အမေလည်းအိမ်ထပ်မပြောင်းတော့ဘူးလို့ဆိုပါတယ်သူ့အမေကအနွေးတယ်ဈေးချတာတွေ့လို့ဝယ်ခဲ့ကြောင်းဟီဝွန်းဖေနဲ့လည်းတွေ့ခဲ့ကြောင်းဆိုပါတယ်နောက်နေ့ကျရောက်တော့ဟီဝွန်းနဲ့အနွေးတယ်စင်တူနေလို့တငယ်ချင်းတွေလည်းဝိုင်းစားနေပါတော့တယ်အဲ့ဒီချိန်မှာဟုံးစော့ကရောင်အားကစားအဝတ်လာယူတော့သူတို့နှစ်ယောက်တွဲနေတယ်မဟုတ်ရင်လည်းတွဲလိုက်ကြဆိုပြီးတငယ်ချင်းတွေပြောနေတာကိုကြားလိုက်ရပါတယ်နှစ်ယောက်သားကတော့ညင်းနေပေမဲ့တငယ်ချင်းတွေကတွဲဖို့ဝိုင်းပြောနေတော့ရောင်လည်းအနွေးတယ်ချွတ်လိုက်ပြီးလောကထဲထဲကမဟုတ်ဘူးလို့ညင်းလိုက်ပါတယ်ညနေပဲရောက်တော့ဟီဝွန်းစပွဲဝါကအနွေးတဲ့ကိုတွေ့ပြီးရောင်ကမေးကြည့်တော့ဟုံးစော့ကခေါ်သွားကြောင်းရောင်ကိုအနွေးတဲ့ပေးပြီးအလူမခံဘူးပြောကဟီဝွန်းရောင်အတွဲကိုသဘောတူကြောင်းဆိုပါတယ်ရောင်လည်းဟီဝွန်းသဘောကျလာအောင်ဘယ်လိုလုပ်အောင်မလဲမေးတော့တငယ်ချင်းနှစ်ယောက်သားသဘောကျတဲ့ဟီဝွန်းဆိုပြီးဖွင့်ပြောလိုက်အောင်ပဲလို့ဆိုကအကြံပေးပါတော့တယ်အဲ့လိုနဲ့ရောင်တယောက်အသေးအတန်ပြေးထွက်သွားပါတော့တယ်ဟီဝွန်းကတော့ဟုံးစော့ကိုရေစော့ခိုင်းပြီးပကြီးဆွဲနေခဲ့ပါတယ်ဟီဝွန်းလည်းပကြီးဆွဲရတာအဆင်မပြေကြောင်းပြောတော့ဟုံးစော့ကကြည်လိုက်တဲ့အခါအတော်လေးအဆင်ပြေနေကြောင်းဆိုပါတယ်ဟီဝွန်းလည်းဟုံးစော့ကရေကူးတာတော့တက္ကသိုလ်ဆက်သွားနိုင်မယ်ပြောတဲ့အခါဟုံးစော့လည်းသူရေကူးတာထွက်လိုက်ကြောင်းခဏစားထွက်မှမှာတော့စံချိန်လေးပိုကြလာကြောင်းအဲ့လိုနဲ့ကာယပညာကောလိပ်အတွက်ပြင်ဆင်ရင်းစိတ်ရှင်းနိုင်ခဲ့ကြောင်းဆိုပါတယ်ဟုံးစော့လည်းအခုလာကြည့်တော့သူဟာရေကူးကအနံ့ကိုသဘောကျကြောင်းလူဆိုတာကိုသဘောကျတဲ့အတိုင်းနေတင်ကြောင်းဆိုပါတယ်ဟီဝွန်းလည်းရောင်မလာဘူးလားမေးတော့ဟုံးစော့ကဟီဝွန်းကိုပဲခေါ်ခဲ့ကြောင်းပြောတဲ့အခါဟီဝွန်းလည်းသူပကြီးဆွဲတာအခက်ခဲရှိနေတာကိုရောင်ပြောပြတဲ့ထင်ကြောင်းဆိုပါတယ်ဟုံးစော့လည်းစကားလမ်းကြောင်းလဲပြီးရေကူးကန်နဲ့ပတ်သက်တဲ့တတူးဆွဲပေးဖို့ဆိုပါတယ်ဟီဝွန်းလည်းပင်လဲဖြတ်ပုံဆွဲပေးရမလားမေးရင်ဟုံးစော့နဲ့အတူရေနဲ့ပတ်ပြီးစားနောင်နေကြပါတယ်ရောင်ကတော့ဘတ်စကားမတိုင်မှာစောင့်နေခဲ့ပါတယ်ဟီဝွန်းလည်းရေကူးတာထွက်လိုက်ပြီးကိုဘာလို့အထဲဝင်လို့ရတာလဲလို့မေးတော့ဟုံးစော့ကမူဂျိုတဲကတက်ခဲ့တာဖြစ်ပြီးလုံခြုံရေးဦးလေးကြီးနဲ့လည်းရင်းနှီးကြောင်းပြောနေတဲ့အချိန်လုံခြုံရေးဦးလေးကြီးရောက်လာပါတော့တယ်ဟုံးစော့လည်းတော့ကိုပြီးတခါပဲ300တေးကြောင်းပြောတော့ဟီဝွန်းကိုဟုံးစော့ရီစားလာမိတဲ့အခါဟုံးစော့လည်းရီစားမဟုတ်ပဲသူသဘောကျနေရတဲ့သူဖြစ်ကြောင်းပြန်ဖြေလိုက်ပါတယ်အဲ့လိုနဲ့နှစ်ယောက်သားလက်လေးထိသွားတော့ဟီဝွန်းကရှောင်လိုက်ပါတယ်ဟီဝွန်းလည်းဘတ်စကားပေါ်ကဆင်းလာတော့ရောင်ကဟုံးစော့အင်ကြီးပဲလို့ပြောလိုက်တဲ့အခါဟီဝွန်းလည်းဝှက်ဖို့ပေးလိုက်ကြောင်းသူ့အနွေးတဲ့ကိုလည်းပြန်ယူလိုက်ပါတယ်ဟီဝွန်းကအရင်ကရှောက်သားခဲ့တာတွေဟာဟုံးစော့ကြောင့်မလားလို့မေးတော့ရောင်လည်းနားမလဲတဲ့အခါဟီဝွန်းလည်းဒီတိုင်းပဲပြန်သွားပါတော့တယ်ဟီဝွန်းလည်းအိမ်ပြန်ရောက်တော့ရေးထားတဲ့ရီးစားစာကိုအမိုက်ပုံနဲ့ထည့်လိုက်ပါတယ်အဲ့လိုနဲ့လက်ရှိဘဝပြန်ရောက်သွားပြီးဟီဝွန်းကညင်းနေပေမဲ့ကောင်းလေးတယောက်ကအနွေးတဲ့ခြုံမေးနေခဲ့ပါတယ်ရောင်လည်းတဝင်းတိုးပြီးဒီတငယ်ချင်းအားကိုးရတာပဲဆိုပြီးနောက်ကသွားကင်နေတော့အဲ့ကောင်လေးလည်းအေးလာတော့အနွေးတဲ့ပြန်ပေးလိုက်ပါတယ်အဲ့ကောင်လေးလည်းအပူပေးတဲ့အိတ်သွားဝယ်လိုက်အောင်မယ်လို့ဆိုကထားသွားတော့ရောင်တယောက်ဝင်းထိုင်လိုက်ပါတယ်အဲ့လိုနဲ့တငယ်ချင်းတွေလည်းဟီဝွန်းမှာချောတဲ့ရီးသားရှိတယ်မလားမေးတော့ရောင်တယောက်အံ့ဩနေခဲ့ပါတယ်တငယ်ချင်းတွေလည်းအဲ့တော့ငါကောင်လေးကကျောင်းရှိကိုခဏလာကြောင်းလက်မောင်ကတတူကလည်းချစ်စရာကောင်းလို့သတိထားမိကြောင်းတတူကပင်လက်ဖြန့်ဖြစ်ကြောင်းပြောနေရင်ရောင်ကလည်းဟုံးစော့မလားလို့ပြောပေမဲ့ဟီဝွန်းတယောက်ရီးစားမဟုတ်ဘူးလို့ညင်းနေရပါတော့တယ်ရောင်လည်းထသွားတော့ဟီဝွန်းလည်းလိုက်ထားတဲ့အချိန်စီနီယာကလမ်းခေါ်ပြီးပုံရိုက်လိုက်ပါတယ်ဟီဝွန်းလည်းပုံယူကဟုံးစော့အကြောင်းရှင်းပြဖို့လုပ်နေတော့ရောင်ကမီရှူမီပန်းယူလို့မရပါပဲပြုံးနေတာကိုဟီဝွန်းတယောက်ကြည့်နေခဲ့ပါတယ်အဲ့လိုနဲ့အရင်ကမှညံတွေပြန်ပေါ်လာပြီးပုံကိုကြည့်လိုက်တော့ရောင်မရှိတော့တာကိုသတိထားမိပြီးစိတ်ညစ်ညစ်နဲ့ထွက်သွားပါတော့တယ်ရောင်တေတော့ကဟီဝွန်းနာမည်ကြောင့်ဆိုပြီးတငယ်ချင်းတွေအတင်းဖြင်းပြောနေတော့ထဲကြောင်လဲဟီဝွန်းစိတ်ကိုတိလို့လားဆိုပြီးတောင်းညံပါတော့တယ်အဲ့ဒီချိန်မှာဟီဝွန်းရောက်လာပြီးရောင်ဟာသူ့ကြောင့်တေခဲ့ရတာဆိုပြီးစိတ်ပြက်လက်ပြက်နဲ့ပြောလိုက်ပါတယ်ဟီဝွန်းလည်းသူတေခဲ့တဲ့နာဆိုပြီးခြောက်ထက်ကိုခုံချဖို့လုပ်နေတော့ရောင်ကတားလိုက်ပါတယ်ရောင်ကဘာဖြစ်တာလဲမေးတော့ဟီဝွန်းလည်းစိတ်တူတူနဲ့သူ့ကြောင့်ကိုဖျက်တမ်းခဲ့ရတဲ့တက္ကသိုလ်ကျောင်းသားဘဝကိုဖျက်တမ်းကြည့်တော့ပြောရလားဆိုပြီးမေးရင်လှုပ်ချင်တဲ့ဆန္ဒတွေကဘာတွေကြံသေးတာလဲမေးတဲ့အခါရောင်လည်းရုတ်တရက်ကြီးဘာဖြစ်တာလဲဆိုပြီးမေးလိုက်ပါတယ်ဟီဝွန်းလည်းရုတ်တရက်မဟုတ်ပဲလေးနှစ်လုံးလုံးသူတလိုပဲရှင်တန်းခဲ့ကြောင်းအဲ့ဒီညကအဖြစ်ပြကြောင့်သူ့ကိုယ်သူခွင့်မလွတ်နိုင်သေးကြောင်းအခုသူရှိတဲ့မှာရောင်ကပေါ်လာတော့ရောင်အသက်ရှင်နေတယ်ဆိုပြီးမျှော်လင့်မိကြောင်းအရင်ကလိုမျိုးသူ့ဘောကောင်းဝေပြီးဘာလို့သူ့ကြောင့်တေခဲ့ရတာကိုမရှိသလိုမျိုးလုပ်နေရလဲလို့ဆိုပါတယ်အဲ့ဒီအချိန်မှာရောင်လည်းဟီဝွန်းကိုရောင်လို့ခေါ်တော့ဟီဝွန်းကသူ့နာမည်ကိုခေါ်ရင်တေးမမလားလို့မေးရင်သူ့နာမည်ကိုခေါ်ပေးဖို့ဆိုပါတယ်ရောင်လည်းတကယ်ခေါ်ရမှာလားမေးတော့ဟီဝွန်းကသူ့ကိုမနှိပ်စက်နေပဲအဆုံးသတ်ပေးဖို့ဆိုပါတယ်ရောင်လည်းသဘောကျတဲ့ဟီဝွန်းအများကြီးသဘောကျခဲ့ပြီးနောက်ကျမှပြောမိလို့တောင်းပန်ကြောင်းပြောတော့ဟီဝွန်းလည်းငိုပါတော့တယ်ရောင်လည်းဟီဝွန်းကိုမမုန်းကြောင်းတတိယလို့လာခဲ့ကြောင်းဆိုပါတယ်ပိုင်းသုံးကတော့ပြီးသွားပါပြီကေဒရမာအကြောင်း update သတင်းတွေကိုသိချင်နေဆိုရင်တော့ channel ကို like and subscribe ထားဖို့လည်းမေးပါနဲ့အောင်နော်အားလုံးကိုကျေးဇူး
တင်ပါတယ်ရှင်